အိုင်ပင်ဒီတာဝန်အကြောင်းကြားတဲ့အခါပြီးမြောက်အောင်လုပ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်ကွာမြင်းပလေးကမိငက်ကိုဘသူမှရင်အောင်မလုပ်နိုင်ခဲ့ဘူးလို့သတိပေးပေမဲ့အိုင်ပင်ကဆုံးဖြတ်ချက်ကနေမရွှေ့ဘူးပါဒါနဲ့နှစ်ယောက်သားခီးဆက်ကြတယ်ကွာလမ်းမှာမိငက်ကိုဆွဲဆောင်ဖို့အိမ်မက်အစ်လို့ခေါ်တဲ့ငိန်ဆေးတွေစုဖို့တော်ရဲဝင်ကြတယ်ကွာတနေကုန်လျှောက်ပြီးကန်နာရတဲ့ကအိုအီစစ်ကိုရောက်တယ်ရောအိမ်မှာအန်နီရဲ့အကြောင်းသတိပေးချက်ကိုတွေ့တယ်ဒါပေမဲ့အိုင်ပင်ကလစ်လူရှူပြီးအိမ်မက်အစ်တွေကိုပြစ်ချကအနီးမှာပုံနေတယ်ကွာခဏအကြာမှာခန်းထားတဲ့ငှက်ကြီးမြေကြီးတွေကထွက်လာပြီးအစာတွေတခုတ်စားတော့တယ်ကွာအဲ့ဒီငိန်ဆေးအစ်တွေကငှက်ကိုမူရစာပြုတ်လာပေမဲ့အိပ်ပျော်ခါနီးမှာခိုးဝက်နေတဲ့လူနှစ်ယောက်ကိုတတိထားမိပြီးစတင်တိုက်ခိုက်တယ်အိုင်မင်နဲ့မြင်းပလေးတေလူနီးပါဖြစ်ပေမဲ့တယောက်ကိုတယောက်ကဲတင်နိုင်ခဲ့တယ်ကွာလိုက်ဖမ်းတဲ့အချိန်မှာရှုခင်းတစ်ခုလုံးပျက်စီးသွားတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အစီတွေကမိငက်ကိုအိပ်ပျော်သွားစေပြီးအိုင်မင်တန်ကြိုးနဲ့ချီနှောင်နိုင်ခဲ့တယ်နောက်တစ်နေ့မှာမိငက်ဟာအရန်အားနဲ့နေပြီးမိရှံမျက်ရည်တွေကျနေတယ်မြင်းပလေးကရှင်းပြတယ်ငှက်ဟာလွတ်လပ်မှသာပူနွေးနိုင်တဲ့ရော်မြေပေါ်မှာကြာနေရင်စွမ်းရည်တွေကုန်သွားတယ်ဒါကိုကြတော့အိုင်ပင်ကတနာသွားပြီးငှက်ကိုလွတ်ဖို့ဆုံးဖြတ်လိုက်တယ်တန်ကြိုးတွေဖြုတ်လိုက်တာနဲ့ငှက်ကမီးပြန်လောင်ပြီးကောင်းကင်ထဲပြန်တက်သွားတယ်ဒါပေမဲ့အိုင်ပင်အတွက်မီးတောင်တစ်ချောင်းချန်ထားခဲ့တယ်ခုမစ်ရှင်ကြရှုံးသွားပြီဖြစ်လို့မြင်းပလေးကနိုင်ငံတော်ကိုမပြန်သင့်ဘူးလို့အကြံပေးတယ်ဒါပေမဲ့အိုင်ပင်ကညှင်းဆန်တယ်ရော့မီးတောင်ကသူတို့မီးငက်ကိုဖမ်းမိခဲ့တာကိုတက်သေးပြနိုင်မယ်လို့ယုံကြည်ပါတယ်